တကယ်ကြီးတော့ဘာပြောချင်လဲ အရင်ကပါဒီပေါ့အစီအစဉ်နဲ့ဒီပါရဲတော့ကျမကြိုက်တာတော့သမင်းနဲ့ကြိုက်တာတော့သမင်းကိုစက္ကန့်တော့ကြိုက်တာတော့မင်္ဂလာပါဟုတ်ပြီးတိုက်မယ်ဟုတ်ကဲ့မပြောတော့ဘူးလားမင်္ဂလာပါခင်ဗျာဟုတ်ကဲ့ကိုသိတာလားပဲရုံးမေတွေဘာပြောချင်လဲပြောပါတယ်ဗောဗီဒီယိုရိုက်နေရပါဘယ်ပုံရိုက်ပြပါခင်ဗျာရိုက်ချင်တယ်လားဒီစားလေ bro ရမ်းပြောပါလေဒါပဲလားနောက်နေ့ကျရင်တော့သိရမှာကျောင်းမတက်တော့ဘူးတော့လေရမ်းပြောပါလေ What the fuck ဘာပြောချင်လဲ မပြောချင်လဲဆိုတော့အားလုံးကိုခင်ပါတယ်နှုတ်ဆက်ပါတယ်ဘာရှင်းရှင်းပါဘာပြောချင်လဲလောလောစမွေးကဒီစကြပြင်ဆိုနိုင်ပြီးတော့ဒီလိုလက်သစ်နဲ့မလုပ်ရင်တော့ပါပဲပို့ပြီးတော့ပြင်းတဲ့နေရာကြီးရောက်ပါတယ်ပေါ့ ဒီစနေပြပါသေးတယ်ပြောချင်လဲလာအမမေပွဲမဟုတ်ဘူးလို့ ဟိုရမ်းချစ်တယ်ဗျာ သားမဟုတ်ဘူးဘယ်လိုဘာလဲချင်းဆိုမှလဲဘာလဲမာယာတပုတ်လဲလားတိုးတယ်ဘယ်မှာသားပွဲလားအားပြီးပါသားကောင်းလားဆန်းတော့ဘာလုပ်နေလဲဘိုးဒီခိုးတာဒီဘယ်ဒီချိုးလားမင်းတို့ဘာပြောချင်လဲမင်းတို့ဒီနေ့ပွဲခံစားကြတယ်စုပ်ပေးပွဲတက်ရတယ်ဟိုခံစားချက်ဘယ်လိုနေလဲဒီဘလော့ကဝမရိုက်ပါတယ်ဘယ်လိုလဲတိုင်းတာမတန်ဘူး။ကြောက်ပြေးသွားပါ့။ မင်း MUE ငါလားသုံးနေရဲ့လုံးဆက်ပဲခန္ဓာပဲဖြစ်ပါတယ်နောက်တော့ဒီတကယ်ကြီးပြန်ဆောင်ရမှဆောင်တော့ပါပါဖြေကြပါမယ်ဟာ